အလောသမားဝန်ကြီးဌာနပြည်မနာမြို့နယ်လူမှုဖူလုံရေးအဖွဲ့မှကွင်းစင်စေကုသရေးနဲ့ကျန်းမာရေးစစ်ဆေးပေးခြင်းကိုဇွန်လ29ရက်နေ့ကနေပြီးတော့တကုံမြို့ရှိမြမတန်နဲ့ရုံမြင့်တန်ကြားမှာစေကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ပါတယ်။သတင်းပြည်စုံကိုသတင်းတောက်မက်လင်းထက်အောင်ကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။လူမှုဖူလုံရေးအဖွဲ့အနေနဲ့အာမခံအလုပ်သမားတွေရဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်စေဖို့ယောဂကြိုတင်ကာကွယ်နိုင်ဖို့ကုသနိုင်ဖို့ကျန်းမာရေးပြန်လည်ထူထောင်ပေးနိုင်ဖို့နဲ့ဆွမ်းအားဖြင့်ပြန်လည်လုံလုံနိုင်ဖို့ရည်ရွယ်ပြီးအာမခံအလုပ်သမားများကိုစေကုသမှုများဆောင်ရွက်ပေးလျက်ရှိပါတယ်။လူမှုဖူလုံရေးအဖွဲ့အနေနဲ့2012ခုနှစ်လူမှုဖူလုံရေးဥပဒေပါအာမခံစနစ်6မျိုးအနက်ကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အလုပ်တွင်ထိခိုက်မှုအကျိုးခံစား권အာမခံစနစ်နဲ့မိသားစုထောက်ပံ့မှုအာမခံစနစ်များကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။အဆိုပါကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အလုပ်တွင်ထိခိုက်မှုအကျိုးခံစား권အာမခံစနစ်တွေထဲမှာကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနဲ့ငွေကြေးအကျိုးခံစား권ပေးခြင်းတို့ပါဝင်ပါတယ်။ကျမတို့လူမှုဖူလုံရေးအဖွဲ့အနေနဲ့အဓိကကျန်းမာရေးဆောင်ရှားမှုပေးနေတာကတော့အလုပ်သမားစေယုံကြီး3ရုံကျမတို့မြို့နယ်လူမှုဖူလုံရေးစေခန်း96ခန်းဌာနကြီးစေခန်း62ခန်းတိုင်းစေကုခန်း1ခန်းကျမတို့ပုဂ္ဂလိကနဲ့ပူးပေါင်းပြီးတော့စာချုပ်ချုပ်ဆိုဆောင်ရွက်နေတယ်Pay for Service Paymentစာချုပ်စေခန်း84ခန်းနောက်ပြီးတော့ကျမတို့မိဖွားဝန်ဆောင်မှုဆောင်ရွက်တယ်စာချုပ်စေယုံတာဖွားခန်း9ခန်းနောက်ပြီးတော့ရွေးရှားစက်ကူတာရင်40နဲ့ကျမတို့ကအဓိကဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒီ2026ခုနှစ်ပေါ့နော်ဇန်နဝါရီလကနေမေလအထိကိုဆိုရင်ဒီအာမခံလုပ်သမားတွေပြသတဲ့အကြိမ်ကြီးပေါ့နော် medical visit ကကျမတို့9သိန်းကျော်ရှိပါတယ်အထူးသဖြင့်အလုပ်သမားစေယုံကြီးရန်ကုန်နဲ့အလုပ်သမားစေယုံကြီးမန္တလေးတွေမှာဆိုရင်လည်းကျမတို့ကကြောက်ကက်တန့်စင်ခြင်းဝန်ဆောင်မှုတွေကိုလည်းဆောင်ရွက်ပေးနေတာဖြစ်ပြီးတော့ဒီ2026ခုနှစ်ဇန်နဝါရီလကနေမေလအထိကိုကျမတို့ကြောက်ကက်စီကြောချင်းအကြိမ်ကြီး1000ကျော်ပေါ့နော်ကျမတို့ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ရှင်ကျမတို့2026ခုနှစ်ဇန်နဝါရီလကနေမေလအထိကိုအာမခံလုပ်သမားတွေအတွက်စီးဖို့ပြန်အံငွေကျပ်တန်းပေါင်း3800ကျော်ကျမတို့ပေးရနိုင်ခဲ့ပါတယ်ဒီဖွားချက်ဆိုင်ရာဝန်ဆောင်မှုအတွက်ကိုတော့380ကျော်ပေါ့နော်ကျမတို့ပြန်လည်ပေးရနိုင်ခဲ့ပါတယ်အာမခံလုပ်သမားတွေအတွက်စုစုပေါင်းအကျိုးခံစား권အနေနဲ့ကျမတို့ကျပ်တန်းပေါင်း1000ကျော်ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါတယ်ရှင်ဟုတ်ကျွန်တော်တို့ဒီလူမှုဖူလုံရေးအသင်းအဖြစ်2019ခရဲကိုကကျွန်တော်တို့တင်ဝင်ခဲ့တာပါစီးသွေးနောက်နှလုံးရဲ့လှုပ်ဆောင်ချက်တွေကိုစစ်ပါတယ်ခင်ဗျမျက်လုံးမှာစစ်ဆေးခဲ့ပါတယ်ခင်ဗျကျန်းမာရေးဖြစ်တဲ့အခါပြင်ပဆေးဝယ်ရတာကျန်းမာရေးအခြေခံဆေးစစ်တာတွေအတွက်ပုံမှန်ထောက်ပံ့မှုတွေအများစွာရရှိပါတယ်2019ခုနှစ်တည်းကစတင်ဝင်ခဲ့တာပါဆေးကုသမှုအတွက်ငွေကြေးကုန်ကျစရိတ်တွေကိုပြန်လည်တင်တောင်းတဲ့အခါမှာလဆင်ရပါတယ်ဟုတ်ကဲ့ပါဒီလူမှုဖူလုံရေးအာမခံအလုပ်သမားအနေနဲ့ဗောဒီ2019ခုနှစ်ကစပြီးတော့မှဝင်ခဲ့တာဖြစ်ပါတယ်။ရုံးမလာပြပြီးတော့ဒီမှာလည်းဒီစီချိုသွေးချိုလည်းဆက်ထားတာရှိပါတယ်ဗျဟုတ်ကဲ့။ကျန်းမာရေးကောင်းတဲ့သူတယောက်အတွက်ကတော့ဗောလေဒီပုံမှန်ကျန်းမာရေးစစ်ဆေးလို့ရတယ်။နောက်တော့ကဒီယောဂရှိနေတဲ့သူအတွက်ကလည်းသူ့အနေနဲ့ဒီလူမှုဖူလုံရေးအနေမှာသူတို့တတ်မှတ်ထားတဲ့ကုသစိတ်တွေနောက်ဆေးဖို့စိတ်တွေပြန်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဗောလေဒီအာမခံလုပ်သမားအတွက်ကအများကြီးအကျိုးကျေးဇူးရှိပါတယ်ဗျအာမခံလုပ်သမားများကျန်းမာပြီးနိုင်ငံရဲ့ကုန်ထုတ်စွမ်းအားတိုးတက်ဖို့အတွက်လူမှုဖူလုံရေးအဖွဲ့အနေနဲ့အာမခံလုပ်သမားများရဲ့ကျန်းမာရေးစောင့်ရှောက်မှုများကိုဝန်ဆောင်မှုလိုအပ်ချက်များနဲ့အညီကြိုးပမ်းဆောင်ရွက်ပြီးအကျိုးခံစား권များမြန်ဆန်စွာရရှိစေဖို့ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရပါတယ်။ကျွန်မလင်းထက်အောင်ပါရှင်။